ရန်ကုန်တိုင်းမှာလိုင်စင်ပါတဲ့စိုက်ကယ်တွေအနေနဲ့ဘေးသွဲတက်ဆင်ရင်အရေးယူမယ်လို့ကုံလန်ပို့ဆောင်ရေးဦးစီးဌာနကထုတ်ပြန်လိုက်ပါတယ်။ရန်ကုန်မြို့စင်ချေဖုံးဒေသတွေနဲ့အခြေခံလူတန်းစားတွေအတွက်မရှိမဖြစ်အရေးပါတဲ့ဘေးသွဲစိုက်ကယ်တွေကိုရေပေါ်စီလူတန်းစားတွေကမျက်စိပစ်လာပြီးအရေးယူဖို့ဖိအားပေးလာနေခဲ့ကြတာပါ။ရန်ကုန်တိုင်းအတွင်းဆက်သက်ရင်တွေထဲမှာပြစ်မှုကျူးလွန်မှုအများဆုံးကကိုပိုင်အိမ်စီးကားတွေဖြစ်ပြီးတစ်နှစ်နေမှရင်တိုက်မှုအချို့သာရှိတဲ့ဘေးသွဲတွေကိုရှင်းလင်းခိုင်းနေတာပါ။စစ်အုပ်စုလက်အောက်ခံကာညာနာကတော့ခိုင်လုံသောအကြောင်းပြချက်မရှိဘဲစိုက်ကယ်တွေကိုပြုပြင်ပြောင်းလဲတာလိုင်စင်ထဲကလိုဖြစ်မနေတာမျိုးကိုအရေးယူမယ်လို့ဆိုပါတယ်။ဒါကြောင့်စိုက်ကယ်မောင်းသူတွေအနေနဲ့ဘေးသွဲတွေကိုတက်ဆင်ခြင်းမပြုဖို့မလိုက်နာရင်အရေးယူခံရမယ်လို့ကာညာနာကကြေညာချက်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။စင်ချေဖုံးဒေသကလူသိန်းချီအတွက်တည်ယူပို့ဆောင်ရေးအရာအရေးပါတဲ့ဘေးသွဲစိုက်ကယ်တွေကိုအမြင်မကြည်မှုတွေနဲ့အတူကိုပိုင်ကားစီးနေတဲ့လူတန်းစားတွေကရှင်းလင်းလာတာပါ။အာနာသိမ့်ပြီးနောက်ပိုင်းမြို့စွန်ဒေသတွေမှာစိုက်ကယ်စီးခွင့်ပိတ်ပင်လိုက်တာကြောင့်ပြည်သူတွေအခက်အခဲဖြစ်နေချိန်မှာဘေးသွဲစိုက်ကယ်တွေပေါ်ပေါက်လာတာဖြစ်ပါတယ်။အခြေခံလူတန်းစားတွေဘဝနဲ့တွာလာရေးကိုအမျိုးမျိုးဖိနှိပ်လာနေပေမဲ့တိခံနေကြလို့ကိုပိုင်ကားစင်းနှင်းသူတွေကဥပဒေကိုလိုသလိုအတုံးချကစစ်အုပ်စုနဲ့အရေးယူလာခဲ့တာပါ။